မင်္ဂလာပါရှင်ဒေါက်တာဝင်းဂျာမနီနဲ့အနေငယ်မိတ်ဆက်ပေးလိုပါတယ်ဒေါက်တာဝင်းဂျာမနီဟာဆိုရင်ဂျာမနီနိုင်ငံမှာဒေါက်တာဘွဲ့ကိုရရှိခဲ့ပြီးတော့1985ခုနှစ်ကတည်းကဂျာမနီနိုင်ငံမှာနေထိုင်လျက်ရှိတဲ့နည်းပညာအကြံပေးပညာရှင်တစ်ဦးဖြစ်ပါတယ်ဒေါက်တာဝင်းဂျာမနီဟာဆိုရင်မြန်မာနိုင်ငံမှချီးမြှင့်တဲ့ Science Scholarship ကိုရရှိခဲ့ပါတယ်ဒါအပြင်ဂျာမနီနိုင်ငံမှချီးမြှင့်တဲ့ DRRD Scholarship, Friedrich Ebert Scholarship နဲ့ Friedrich Naumann Scholarship ပညာသင်ဆုများကိုလည်းချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ဒေါက်တာဝင်းဂျာမနီကမြန်မာနိုင်ငံမှာရှိတဲ့ University of Yangon, ဂျာမနီနိုင်ငံမှာရှိတဲ့ University of Stuttgart, University of Marburg, Deutsche Engelstätten Academy တို့မှာ lecturer အဖြစ်လဲတာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။မြန်မာ Post and Telecom, German Telecom, European Telecommunication Holding, Star Telecom, Millicom International Cellular တို့မှာ Telecom နည်းပညာအကြံပေးအဖြစ်တာဝန်ယူလှုပ်ဆောင်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှိတဲ့ဘဏ်လုပ်ငန်းများဖြစ်တဲ့ရွှေဘဏ်, မြန်မာ Tourism Bank, ဂျာမနီနိုင်ငံမှာရှိတဲ့ Volksbank, DZ Bank နဲ့ UniCredit Bank တို့မှာလည်းဘဏ်လုပ်ငန်းနည်းပညာအကြံပေးအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ဒါအပြင်မြန်မာနိုင်ငံတော်အစိုးရနဲ့ဝန်ကြီးများအဖွဲ့မှနိုင်ငံတော်အဆင့် Technology နည်းပညာအကြံပေးအဖြစ်တာဝန်ယူထမ်းဆောင်ခဲ့ပါတယ်။ Microsoft, PepsiCo နဲ့ Nestle စတဲ့ကုမ္ပဏီလုပ်ငန်းများမှာလည်း IT နည်းပညာအကြံပေးအဖြစ်တာဝန်ယူလှုပ်ဆောင်ခဲ့ပါတယ်။ယခုကဲ့သို့အပြည်ပြည်ဆိုင်ရာအတွေ့အကြုံရှိဝါရင့်နည်းပညာအကြံပေးပညာရှင်ဟာဆိုရင်ဒေါက်တာဝင်းဂျာမနီဖြစ်ပါတယ်။